အပိုင်း3အောင်ဆန်း၏ရွှေတွင်မင်းနီယာသည်မှာဝင်းင်းဆိုမဟုတ်တော့ပဲလွန်ခဲ့သောနှစ်အနည်းငယ်ကကွယ်လွန်သွားခဲ့သည်သူ၏ဖခင်ဖြစ်မိသည်ဒါအဖေကိုပြည့်ရသလားစောသည့်အတန်ကအောင်ဆန်း၏နားထဲတွင်ပဲ့တင်ထပ်နေပြီးသူ၏လက်ချောင်းများကလေကြိုးကိုစက်မဆွဲထားနိုင်တော့ပဲတုံရီလာသည်လှဲ့ကွက်နောက်ကအမန်တရားနင်းတွေသည်သူမ၏ကြံရှိသမျှအင်အားကိုစူးစီးပြီးအောင်ဆန်းဒါမင်းရဲ့အားနည်းချက်ကိုအသုံးချနေတာမျက်စိမှွေထားလိုက်ဟုအော်ဟစ်လိုက်သည်ထိုစဉ်အမောင်ထုထဲမှထွက်ပေါ်လာသောရဲထိုင်ရှင်မှာတဖြည်းဖြည်းနီးကပ်လာသည်ဇက်ကွက်3မဖိတ်ခေါ်ပဲရောက်လာသူနင်းမြူများကြားမှထွက်လာသူမှာရွာသားတအူးမဟုတ်ပဲထူးဆန်းသောဝတ်စုံကိုဝတ်ဆင်ထားပြီးလက်ထဲတွင်အနက်ရောင်ကြောက်တုံးတုံးခွင်ထားသည်စုံစရာဥပကန်ဖြစ်နေသည်သူသည်ရွာတွင်လူသူမသိခြေချက်နေထိုင်သူဖြစ်ပြီးတောနှင့်မင်းသမီးနတ်သက်ကိုခိုးယူရန်ကြံစီနေသူဖြစ်သည်အောင်ဆန်း၏ဆုံးဖြတ်ချက်ဖခင်၏ပုံရိပ်ပြီးအောင်ဆန်းကိုသားဖဲထိုးရန်ပြင်လိုက်သည့်အချိန်တွင်အောင်ဆန်းသည်နင်းရွယ်၏စကားကိုသတိရသွားသည်မင်း၏နှလုံးသားကတန်ဆင်ဘူးလို့သည်သူသည်မျက်လုံးကိုတင်းတင်းမွေအတိတ်ကိုခွာချလိုက်ပြီးလေကြိုးကိုအဆုံးထိဆွဲလိုက်သည်အလင်းနှင့်အမောင်တိုက်ကွယ်ဝူဟူသောမြေဟိသနှင့်အတူအလင်းများသည်လေကြိုးမှလွင်ထွက်သွားသည်မြားသည်ဖခင်၏ပုံရိပ်ကိုဖြတ်ကျော်ကာဝိညာဉ်ဆိုး၏ဗဟုချက်ကိုထိမှန်သွားသည်ဝိညာဉ်ဆိုးကြီးသည်မိလောင်ကျွမ်းခြင်းတဲ့ကဲ့သို့တဖြည်းဖြည်းပျောက်ကွယ်သွားတော့လေ၎င်း၏စွမ်းအင်များကိုဥပါကန်ကသူ၏ကြောက်တုံထဲသို့ဆိုယူလိုက်သည်နင်းရွယ်၏အန္တရာယ်မင်းတို့သိတော်ကြတာပဲဟုဥပါကန်ကရေမောင်းရင်ပြောလိုက်သည်ဝိညာဉ်ဆိုးကိုနှိမ်နှိမ်ပဲလို့ကျေးဇူးတင်ပါတယ်အခုတော့အင်အားကုန်နေတဲ့မင်းသမီးရဲ့နှက်သက်ကိုငါယူယုံပဲဥပါကန်ကသူ၏အမဲရောင်ကားထားကိုရွတ်ဆိုလိုက်ကနင်းရွယ်သည့်အထက်ရှူရချက်ကမြေပြင်ပေါ်သို့လဲကျသွားသည်မြားတစိန်အစွမ်းတသည်အောင်ဆန်းသည်နင်းရွယ်ကိုကယ်ရန်ပြေးသွားတော့လေဥပါကန်အေးမန်တန်ကြောင့်ရှေ့တို့၏မြားဖြစ်နေသည်ထိုစဉ်သူ၏လက်ထဲတွင်ကြံရှိနေသေးသောလေးကိုကြည့်လိုက်မိသည်နင်းရွယ်၏သွေးဆက်များစွန့်ထည်နေသောလေးသည်ရွှေရောင်အလေးများထွက်ပေါ်လာသည်သစ္စာစကားကျွန်တော်ဂတိပေးခဲ့တယ်ဒီတော်တော်ကိုကာခွဲမယ်လို့အောင်ဆန်းသည်လေးကိုမြေပြင်ပေါ်သို့အရှိန်ဖြင့်စိုက်ချလိုက်သည်ထိုအခါတော်အတွင်တွင်ရှိသောတစ်ပြင်းကြီးများ၏အမွေများမှမြေပြင်မှရုတ်တရက်ထွက်ပေါ်လာပြီးဥပါကန်ကိုရစ်ပတ်နှောင်ဖွဲ့လိုက်သည်နှစ်သက်ပြန်လဲရရှိသည်ဥပါကန်၏လက်ထဲမှအနက်ရောင်ကြောက်တုံးခွဲအပ်သွားပြီးဆိုယူထားသောစွမ်းရည်များပြန်လဲထွက်ပေါ်လာသည်အောင်ဆန်းသည်ထိုစွမ်းရည်များကိုနင်းရွယ်တန်းသို့ရောက်အောင်ပို့ဆောင်ပေးလိုက်ကာနင်းရွယ်၏မျက်နှာတွင်အသက်ဝင်သောသွေးရောင်များပြန်လဲလွှမ်းမိုးလာသည်မပြီးဆုံးသေးသောခရီးဥပါကန်သည်အရီတစ်ခုအစွန်ပြောင်းလဲကာထွက်ပြေးလွန်မြောက်သွားသည်တောအုပ်သည်ပြန်လဲငြိမ်သက်သွားတော့လေနင်းရွယ်ကအောင်ဆန်းကိုစိုးရိမ်တကြီးကြည့်လိုက်သည်အောင်ဆန်းမင်းငါးသွေးနဲ့ထီထွေးမိသွားပြီအခုကစားပြီးမင်းဟာလူသားစင်စစ်မဟုတ်တော့ဘူးမင်းမှာတာဝန်သစ်တစ်ခုရှိလာပြီနောက်ထပ်ဘာဆက်ဖြစ်မလဲ